ready ပေါင်းလေးပေါ့နော် ready ပေါင်းလေးကျွန်တော်ကောင်းဆန်းတာပါဒါလေးက B socket ဒါက A socket ဒီမှာဆိုရင်ကျွန်တော်တို့ကလွတ်ဆန်းတာဖြစ်တော့ main ဝင်ရမယ်ကြိုးပေါ့နော် main ဝင်ရမယ်ကြိုးကျွန်တော်တို့ကြော်ဆန်းတယ်ပေါ့နော်အဲ့တော့1 2 3 20 28ပေါ့နော်အဲ့ဒီ5ကြိုးပေါ့နော်အဲ့ဒီ5ကြိုးကိုကျွန်တော်တို့ကဒီမှာထုံးထားတဲ့ကောင်လေးဒါလေးက20ပေါ့20ပြုံးကြထားတိုင်းပတိပေါ့နော်ပတိမိန်ကျွန်တော်ဒီကောင်ကြတော့ကျန်တဲ့4ကြိုးကြတော့ IG ကြိုးကျွန်တော်ပေးထားတယ်အဲ့ဒါကြောင့်ဒီကောင်ကိုဒါတိုင်းမိန်ပေးပြီးတော့မှဒီကောင် IG ကြိုးလေးတူလိုက်တယ်ပေါ့နော်အဲ့တော့မိန်5ကြိုးဝင်ရမယ်အကတော့4ကြိုးအ4ကြိုးက E socket မှာရှိတယ် E socket ရဲ့နံပါတ်ပင်ဘယ်လောက်မှလဲဆိုရင်45 46 86 104ပေါ့နော်အဲ့ဒီပင်4ပင်ပေါ့နော်ဒီမှာပင်4ပင်အဲ့ဒီပင်4ပင်ရေပေါ့နော်ဒီမှာကျွန်တော်တို့နောက်တစ်ခုဒီအနီလေးပေါ့နော်အနီလေးပေးရတဲ့ကျိုးဒါလေးကတော့ချက်မီပေါ့ဒါလေးကချက်မီအနီလေးပေးရတဲ့ကျိုးကချက်မီကြတော့ဒီမှာကျစာအုပ်ထဲမှာ W နဲ့ပြတယ်ပေါ့နော် W နဲ့ပြတယ်24ပင် B socket ရဲ့24ပင်က W ပေါ့နော်အဲ့ဒါချက်မီပြီးတော့ကျွန်တော်တို့အခုဒီဟာလေးပေါ့နော်ဒီကောင်ထောက်ထားတယ်ဒါကကြောင့် MI relay 44ပင်ပေါ့နော်44ပင် B ရဲ့44ပင်ကကျွန်တော်တို့ main ထွက်တာ MI relay ကို main ထွက်ပေးမယ်ပေါ့နော် main ထွက်ပြီး MI relay ကနေမှဒီကို IG ပြန်ဝင်မှာပေါ့နော် B plat တို့ဘာတို့ပြန်ဝင်မှာစသဖြင့်ပြန်ဝင်မဲ့ဂျိုးပေါ့နော်ဒါကျွန်တော်တို့ကလောလောဆယ်ကိုဒီတိုင်းလေးစမ်းကြည့်တာပါ Okay ဒါဒီကောင်လေးကတော့ကျွန်တော် MI relay အတွက်ပါမီပေါ့နော်ဒါလေးကကျွန်တော်ချက်မီပေါ့လက်ရှိကျွန်တော်ဒီမှာမီတာလေးထောက်ထားတဲ့ဟာဂျိုးလေးကတော့ကျွန်တော်တို့ကပင်73ရဲ့ ECCR ဆိုတာလေးပေါ့နော် AC relay ပေါ့ AC relay ကိုကျွန်တော်တို့ကဒီဘောက်ကနေထွက်ပေးတဲ့ပေါ့ပိုရိတ်ဘယ်လောက်ထွက်တယ်ဆိုတာကျွန်တော်စမ်းကြည့်တာပေါ့နော်ဒါမီတာလေးနဲ့စမ်းရင်တော့ပိုကောင်းတယ်ကျန်တဲ့ဟာနဲ့မစမ်းပါနဲ့မီတာနဲ့ဖြစ်ဖြစ်ဒီလို LED နဲ့ဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တော့မီတာလေးနဲ့စမ်းရင်ဘိုးရိတ်လေးတိအောင်လို့မီတာလေးနဲ့စမ်းပါတယ်โอเคအဲ့တော့ကျွန်တော်စမ်းကြည့်ပါမယ်ဒါလေးကိုဒါတိုင်းမိန်းလေးအရင်ပေးမယ်ပေးပြီးသွားရင်ကျွန်တော်တို့ဒီမှာပေါ့နော်မီတာလေးကြည့်မယ်ပေါ့နော်ဒီမိန်းလေးတိုးလိုက်မယ်ဒါဆိုရင်ချက်မီလေးလင်းပြီးเนาะဘိုးရိတ်ကတွဲဖို့ထွက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ ECU ကတော့ ACC ဘိုင်းလည်းလှုပ်တယ်ချက်မီဘိုင်းလည်းလှုပ်တယ် MI relay လည်းလှုပ်တယ်ဆိုတော့ဒီဘောက်ကလေးကကောင်းပါတယ်ဟုတ်ဒီဘောက်လေးကအဆင်ပြေပါတယ်ကျေးဇူးများတင်ပါတယ်